Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ Manchester United ကတော့နီးပြ Ruben Amorim ကိုထုတ်ပယ်အပြီးလောလောဆယ်တို့ယာယီနီးပြခန့်အပ်ထားတယ်ဒါပေမဲ့လို့နီးပြအသစ်ထပ်ပြီးတော့ခန့်တဲ့အခါလာမယ့်ရာသီအတွက်ပေါ့နော်ပရီးမီးယားလိအတွေ့အကြုံရှိတဲ့နီးပြတွေအတွေ့အကြုံရင့်လွန်းတဲ့နီးပြတွေကိုပဲခန့်အပ်ဖို့အဓိကရည်ရွယ်ထားတယ်ဆိုပြီးတော့တို့ The Times ကနေပြီးတော့ဖော်ပြလာတယ်ဒါနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်မဆိုတော့သတင်းကUnited ရဲ့လက်ရှိအုပ်ချုပ်တာဝန်ရှိသူတွေက Ruben Amorim အလွန်မှာအမြဲတမ်း Permanent Manager နီးပြယာဒူးကိုပေါ့နော်ပရီးမီးယားလိအတွေ့အကြုံရှိတဲ့နီးပြမျိုးနဲ့ရေရှည်လက်တွဲဖို့အတွက်စီစဉ်ထားတယ်ပေါ့ဒီအတွက်နွေရာသီထိစောင့်ပြီးတော့ကမ္ဘာဖလားပြီးတဲ့အထိစောင့်မယ်ပြီးတာနဲ့ပေါ့နော်လစ်လက်လာတဲ့နိုင်ငံလက်ရွေးစင်အသင်းရဲ့နီးပြတွေကိုပါထည့်သွင်းပြီးတော့စဉ်းစားထားဖို့ရှိတယ်ပေါ့ဒီစရင်းတွေထဲမှာဆိုလို့ရှိရင်လက်ရှိ American အသင်းကိုနီးပြနေတဲ့ Mauricio Pochettino အင်္ဂလန်လက်ရွေးစင်အသင်းကိုနီးပြနေတဲ့ Thomas Tuchel ဘရာဇီးလက်ရွေးစင်အသင်းကိုနီးပြနေတဲ့ Carlo Ancelotti တို့လည်းပါဝင်နေတယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်ဆိုတော့ညီကတို့ဘယ်လိုမြင်ကြလဲဆိုတော့ဒီနေရာမှာအသင်းဘက်ကဗျာတိတာနီးပြတွေဟာသူ့အရေးချင်းနဲ့သူတော့ကျွန်တော်ရှိပြီးသားပဲဘလောက်ပဲကောင်းပါတယ်ဆိုတော့နီးပြကိုပဲကျွန်တော်ခေါ်အဲ့ဒီနီးပြနဲ့အဆင်ပြေတဲ့ project ဒါမှမဟုတ်ကိုရည်ရွယ်ထားပြီးသား project နဲ့အဆင်ပြေတဲ့နီးပြကိုမခန့်အပ်နိုင်ဘူးဆိုရင်တော့လိုရမှာပဲနော်ဘလို့မှအဆင်ပြေမှာမဟုတ်ဘူးပေါ့ဆိုတော့လက်ရှိနာမည်ထွက်နေတဲ့နေရာမှာကျွန်တော်တို့ဒီ Thomas Tuchel, Mauricio Pochettino, Carlo Ancelotti တို့၃ယောက်ဆိုတာမျိုးကဒီ Pochettino လောက်ပဲဖလားနဲ့ပတ်သက်လို့ရှိရင်ဘာမှသိပြောစရာမရှိတာပေါ့နော်PSG မှာတော့ကတော့ Mauricio Pochettino ကဒီသူဟာနဲ့သူပြည်တွင်းဖလားလေးတွေရတယ်ပေါ့လေဒါပေမဲ့လို့ Tottenham Hotspur မှာဆိုလို့ရှိရင်Champions League Final ထိသူရောက်အောင်လုပ်ပေးနိုင်ခဲ့တယ် Premier League မှာအရန်ကို competitive ဖြစ်တဲ့အသင်းကောင်းတစ်သင်းကိုသူဖန်တီးနိုင်ခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာသူလုံးဝကျသွားတယ်ပေါ့ Thomas Tuchel ဆိုလို့ရှိရင်လည်း Chelsea နဲ့ Champions League တွေယူတယ်လက်ရှိအင်္ဂလန်လက်ရွေးစင်တင်နိုင်ငံ level မှာနီးပြနေတယ်လို့ Ineos တို့နဲ့လည်းစကားပြောဆိုဘူးတဲ့သူတယောက်ဖြစ်တယ်ဒါအပြင်ကျွန်တော်တို့Bundesliga မှာဆိုလို့ရှိရင်လည်းပဲပေါ့နော်ဘယ်လိုပြောမလဲအသင်းတော်တော်များများမှာသူနီးပြခဲ့ဘူးတဲ့အတွေ့အကြုံရှိနီးပြတယောက်ဖြစ်တယ်လက်ရှိသူတို့သွားနေပါတယ်ဆိုတော့3 center back နဲ့လည်းကစားနိုင်တဲ့သူတယောက်ဖြစ်တယ်လို့ Bayern Munich တို့ဘာလို့မှာ full backs တွေလက်ရှိကျွန်တော်တို့အနေနဲ့ဒါ Premier ဗာလဲဒီ England Premier England မှာလည်း full backs တွေနဲ့သူကောင်းကောင်းသုံးနိုင်တဲ့သူတယောက်ဖြစ်တယ်ပေါ့နော်နောက်တစ်ယောက်ကကျွန်တော်တို့အနေနဲ့Don Carlo Ancelotti ပေါ့နော် Carlo Ancelotti ကတော့ကျွန်တော်ပြောစရာလိုမယ်မထင်ပါဘူးเนาะတခုရှိတာကအသင်းတောင်ရှိသူတွေတဲ့ပေါ့နော်အကယ်လို့နီးပြဖြစ်တဲ့ Ruben Amorim နဲ့ကောင်းကောင်းမဆက်ဆံနိုင်ဘူးဆိုရင်တော့Thomas Tuchel တို့ Carlo Ancelotti တို့နဲ့ဆက်ဆံဖို့ဆိုတာမျိုးအဝေးကြီးပဲသိရမလွယ်ဘူးဗျာဘာလို့ Carlo Ancelotti တို့ဆိုတာမျိုးကမင်းအတွေ့အကြုံကရင့်ကျက်လာပြီเนาะကျွန်တော်ကတော့ Carlo Ancelotti ကိုhead coach တယောက်ဆိုတာတဲ့ manager တယောက်ဖြစ်ကျွန်တော်ပို့ပြီးတော့မြင်တယ် Carlo Ancelotti ဟာtactic ရမကောင်းဘူးပြောတာမဟုတ်ပေမဲ့လို့ပေါ့နော်သူဟာ coaching ဘိုင်းဆိုတာတဲ့ managing ဘိုင်းကိုပို့ပြီးတော့အားပါတဲ့နီးပြတယောက်ဗျာเนาะဘယ်ကောင်တွေကိုဘယ်လိုကင်တွယ်ရမလဲဆိုတာသူကောင်းကောင်းသဘောပေါက်တဲ့သူတယောက်ဗျာအဲ့တော့ကျွန်တော်ကနီးစနစ်ပိုင်းဆိုတာတဲ့ managing ဘိုင်းမှာအရန်ကိုကျွန်တော်နေတယ်ပေါ့နော်ဘယ်လိုသူမတူတဲ့နီးပြတယောက်လို့ကျွန်တော်မြင်တယ်Thomas Tuchel ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ coaching ဘိုင်းမှာအရန်တော်တဲ့နီးပြတယောက်လို့ကျွန်တော်မြင်တယ်Pochettino လည်းဒီတိုင်းပဲ coaching ဘိုင်းမှာတော်တဲ့နီးပြတယောက်လို့ကျွန်တော်ယူဆတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ပေါ့နော်ပြောလို့ပဲဒီမနိုင်ခင်က Ruben Amorim ဆိုလဲဒီတိုင်းပဲသူဟာနေသူ Sporting Lisbon မှာအဆင်ပြေးနေတာပဲဒါပေမဲ့လည်းလို့ပေါ့နော်ကိုအသင်းကကိုသွားခြင်းနဲ့လမ်းကြောင်းနဲ့ကိုက်ညီတဲ့ကိုတီဆောက်တာကိုသွားခြင်းနဲ့ project နဲ့ပေါ့နော်အဆင်ပြေတဲ့နီးပြကို identify လုပ်ပြီးတော့မခန့်နိုင်ဘူးဆိုရင်နောက်ပိုင်းမှာအကွဲအပြည့်တွေဖြစ်လာမှာအခုလက်ရှိနီးပြ Ruben Amorim ကြုံသွားရတယ်လို့ပဲ Amorim ကိုခံတော့ကသူတို့တွေသူ3-4-3အမြဲတမ်းကစားတယ်ဆိုတော့သူတို့သိခဲ့တယ်သူတို့သိခဲ့တယ်အသင်းတောင်ရှိသူတွေအကြားထဲမှာခန့်ကျင်တဲ့လူရှိခဲ့တယ်မခန့်ကျင်တဲ့လူရှိခဲ့တယ်လူခေါ်ပေးတဲ့ကသူနဲ့မကိုက်ညီတဲ့သူတွေခေါ်ပေးတယ်အဲ့တော့အစင်မပြေဖြစ်ပြီးတော့အခုအကွက်ပြကျွန်တော်ဖြစ်တယ် Carlo Ancelotti တို့ Thomas Tuchel တို့ဆိုပြီးပူတော်ဆိုးမှာ Thomas Tuchel တို့ဆိုတာမျိုးက Bayern Munich လို့ဘုတ်အဖွဲ့ဝင်နေတဲ့တောင်မှသိတယ်မလားပြင်ဒီလိုမျိုးတွေဖြစ်ပြီးတော့ထွက်လာရတာအဲ့တော့မလွယ်ကူဗျာတိလားဒီဘဲတွေနဲ့ဆက်ဆံပြောဆိုဘူးကเนาะအဲ့တော့အသင်းဘက်ကပရီးမီးယားလိအတွေ့အကြုံရှိတယ်ဘလောက်ပဲကျွန်တော်တို့ဗောနော်ကောင်းလုံးပါတယ်လို့သူတို့ယူဆထားတဲ့နီးပြတယောက်ကိုခန့်ဖို့ကြိုးပမ်းသူတို့သွားခြင်းတဲ့ project နဲ့အဝင်ခွင့်ကြားဖြစ်တယ်ဆိုတဲ့နီးပြတယောက်ကို identify လုပ်ပြီးတော့မခေါ်နိုင်ဘူးဆိုရင်ရောက်လာလိမ့်မယ်အချိန်တိုင်းတာတစ်ခုထိကြာလို့ရှိရင်တိုင်ပတ်သွားလိမ့်မယ်ဒါကျွန်တော်ဘာကြောင့်ပြောနေရတယ်လဲဆိုတော့နီးပြတွေမခန့်ခင်မှာအဲ့ဒီနီးပြတွေမကောင်းပြောတာမဟုတ်အသင်းတာဝန်ရှိသူတွေရဲ့ဘက်ကတအားကိုအသင်းကိုဥဆောင်တာညံ့လွန်းနေတယ်ကျွန်တော်ပြောတာရှင်းရှင်းလေးအိုမာဘာရာရှိမယ်ဂျေဆန်ဝဲကော့ရှိမယ်
နော်ဒီနှစ်ယောက်ကြားထဲမှာကိုအတိုင်အဖောက်ကမညီဘူးဖြစ်နေတာဒါအသင်းကိုလုံးဝဥဆောင်နေတဲ့လူနှစ်ယောက်နော်အဲ့ဒီနှစ်ယောက်ကြားထဲမှာတောင်မှဘာလုပ်ချင်တယ်လဲတယောက်ကဟိုဟာလုပ်ချင်တယ်တယောက်ကဒီဟာလုပ်ချင်တယ်ဖြစ်နေတာနောက်ထပ်နီးပြကိုခန့်တဲ့အခါမှာပြဿနာတွေဖြစ်လာရင်တိုင်ပတ်သွားမှာအဲ့တော့အသင်းဘက်ကူကကို့မှာရှိတဲ့တောင်ရှိသူတွေကိုပဲဟိုအချင်းချင်းတည်ရမလားဟိုတစ်ဖက်တည်းဖြစ်အောင်အရင်လောက်ရမယ့်အနေအထားမျိုးဗျအဲ့ဒါပြီးမှသူတို့အနေနဲ့အဲ့ဒီဟာနဲ့အဆင်ပြေဆုံးဖြစ်မဲ့နီးပြကိုခန့်မှုဂျူပန်းမှာဘာပဲပြောပါခုနကပြောလို့ပဲ Thomas Tuchel တို့အားလို့ Carlo Ancelotti တို့ဆိုတာမျိုးကလည်းရှေ့အသင်းတွေမှာသူတို့ဟာနဲ့သူတို့ပေါ့နော်ဘယ်လိုပြောမလဲဒါအောင်မြင်မှုတွေတီးတီးယူပြခဲ့တဲ့သူတွေတယောက်ဖြစ်တယ်ဗျာကျွန်တော်တို့အတွက်ဒါပြဿနာကမရှိဘူးနော်သူကလည်းသူအရေးချင်းရှိတဲ့နီးပြတွေဆိုတာဟို Pochettino ဆိုလို့ရှိရင်လည်းဒီတိုင်းပဲဆိုတော့ညီကတို့ဘယ်လိုမြင်ကြလဲကျွန်တော်ကတော့ပေါ့နော်ဟိုဒီချက်ပူကောင်းတဲ့နီးပြတွေလည်းရှိကောင်းရှိမှာပဲပေါ့ပူကောင်းနေဆိုတာမျိုးကပူပြီးတော့အသင်းနဲ့တင့်တော်တဲ့ပေါ့နော်tactical ဘိုင်းရ flexible ဖြစ်တယ်ဆိုတဲ့သူတွေပေါ့အထူးသဖြင့် Mauricio Pochettino ဆိုလို့ရှိရင်လည်းမဆိုးတဲ့ level မှာရှိတယ် Thomas Tuchel ကတော့ tactical ဘိုင်းရဒီ၃ယောက်ထဲမှာအမြင့်ဆုံးလို့ကျွန်တော်ထင်တယ်ပေါ့နော် managing level ရရင်ဆိုလို့ရှိရင်တော့ကျွန်တော်ဒါ Carlo Ancelotti ကအမြင့်ဆုံးလို့ကျွန်တော်ထင်တယ်အတွေ့အကြုံလည်းအများကြီးရှိကြတဲ့သူတွေဆိုတော့အသင်းဘက်ကတော့နီးပြအမြဲတမ်းနီးပြပေါ့နော် permanent manager အဖြစ်လာမယ့်ယာတီမစခင်ကျွန်တော်ဒီယာဒီကုံမာကယာယီနီးပြနဲ့ပဲဆက်သွားအောင်ပါဒါရင်ဖလက်ဂျာကို2ပွဲ3ပွဲမြင်ရမယ်ပြီးရင်နောက်ထပ်ယာယီနီးပြယာဒီကုံထိထက်ခံမှာအဲ့ဒါပြီးရင်ကဘာဖလားအဲ့ဒီကဘာဖလားအပီးဒီစောင့်မယ်အဲ့ဒီကဘာဖလားပြီးပြီးဆိုမှနိုင်ငံလက်ရွေးစင်နီးပြကနေဘယ်သူတွေထွက်လာတယ်လဲနော်အဲ့ဒါကိုကျွန်တော်တို့ကစောင့်ကြည့်ပြီးတော့အသင့်တော်ဆုံးဖြစ်မယ်အကြိုက်ဆုံးဖြစ်မယ်ပရီးမီးယားလိနဲ့လည်းအတွေ့အကြုံရှိမယ်ဆိုတဲ့သူကိုအသင်းဘက်ကကျွန်တော်တို့ကခန့်အပ်ဖို့ကြိုးပမ်းမှာနော်ဆိုတော့မန်နေဂျာကိုအဲ့တော့ကဘာဖလားပြီးဒီသူတို့စောင့်မယ်ပြီးတာနဲ့ပေါ့နော်ကျွန်တော်တို့အနေနဲ့ခန့်အပ်ဖို့ကြိုးပမ်းမယ်ဒီနေရာမှာလည်းကျွန်တော်ပြောသလိုပဲဟိုအဲ့ဒီနီးပြကိုလည်းကျွန်တော်တို့ကပေါ့နော်ဘယ်လောက်ထိအသင်းနဲ့အံဝင်ခွင့်ကြဖြစ်တယ်လို့သူတို့ယူဆမှာလဲပေါ့မတိုင်ခင်ကလေးကသူတို့အနေနဲ့အကုန်လုံးပြင်ဆင်မှုတွေကျွန်တော်လုပ်ရမှာဗျာဘာပဲပြောလက်ရှိနာမည်၃ယောက်ကတော့ဟိုအသင်းအတွက်ပေါ့နော်ကျွန်တော်တို့ဒီတော်တော်လေးကိုတိတ်ပြီးတော့ညင်းလို့မရတဲ့နာမည်၃ယောက်ပါ Mauricio Pochettino ကလည်းမဆိုးတဲ့အနေထားမျိုးအသင်းကို stable ဖြစ်အောင်တော့လုပ်ပေးနေတဲ့သူမျိုးလို့ကျွန်တော်ထင်တယ်ဗျာကျွန်တော်စိတ်ကြိုက်တယ်တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်စိတ်ကြိုက်ဖြစ်စရာမလိုဘူးဗျာဒါကျွန်တော်အမြင်ကိုပြောတာအသင်းဟာအသင်းနဲ့အံဝင်ခွင့်ကြအဖြစ်ဆုံးအလိုက်ဖက်ဆုံးတည်တယ်မလားကျွန်တော်တို့သွားမဲ့ project မှာအံဝင်ခွင့်ကြအဖြစ်ဆုံးလို့ထင်နေဆိုလို့ရှိရင်ပြဿနာမရှိဘူးဆိုတော့အဓိကကကျွန်တော်တို့တစ်ခုပဲသိထားရမယ်ဘယ်နီးပြပဲလာဘလို့ပဲဖြစ်ဖြစ်ပေါ့နော်အသင်းကိုဥဆောင်နေပါတယ်ဆိုတော့ Ineos တို့ Jason Wilcox တို့ဆိုတာမျိုးကတော်တော်ကိုလက်ရှိဥဆောင်ပုံတွေကညံ့ပြင်းလုံးပါတယ်ဆိုတော့အနာဂတ်မှာသူတို့အမားတွေကနေပြင်ဆင်ပြီးတော့အကောင်းဆုံးဥဆောင်နေနိုင်မျိုးကျွန်တော်မြင်မဟုတ်ရင်တော့ပေါ့နော်ဒီဘဲတွေရဲ့ပျောကလည်းကင်းမှာမဟုတ်ဘူးကျွန်တော်တို့အသင်းမှာဆိုလို့ရှိရင် Ineos ရောက်ကလေးကမန်နေဂျာပိုင်းနဲ့ပတ်သက်လို့ရှိရင်ဆုံးဖြတ်ချက်ကအကြီးကြီးတွေပဲမှားထားတာဒါကျွန်တော်အများအားပြောလို့ရှိတယ်ကျွန်တော်တို့ Eric Ten Hag ကိုဆက်ပြီးတော့မထားခဲ့တဲ့အချိန်မှာဆက်ပြီးတော့ထားတယ်ငွေတန်း250လောက်ထပ်ပြီးတော့ invest လုပ်တယ်မှားသွားတယ်3လလောက်နေမှာထုတ်လိုက်တယ်နီးပြတယောက်ကိုကျွန်တော်တို့ဘောနော် mid season ကြီးမှာကျွန်တော်တို့ခန့်နေမလာခြင်းမှုပြောတာပေါ့နော်ပြီးလေပြီးရောယာဒီကုန်းနဲ့ကမှာအဆင့်15တွေယူရိုပါလိဘူလူပွဲမှာရှုံးနေခဲ့တာတွေဘာမှတိုးတက်မလာတာတွေသူတို့မြင်ရတယ်ပြဿနာကသူတို့ယုံကြည်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ဆက်ပြီးတော့ထားတယ်ပြောင်းလဲတဲ့အချိန်မှာမပြောင်းလဲဘဲနဲ့ပြီးလေပြီးရောကျွန်တော်တို့အနေနဲ့ဘောနော်တန်း200ကျော်ကျွန်တော် investment လုပ်ပေးတယ်အခုလက်ရှိကျွန်တော်တို့ယာဒီဝယ်ကြီးကျွန်တော်ထုတ်လိုက်ပြန်ပြီဆိုတော့ Ineos ကျွန်တော်တို့ခင်ဗျားတို့ဘောနော်ဒီအမိုရီမေကိုနီးပြ Eric Ten Hag ကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေသဘောကျသည်ဖြစ်စေမကျသည်ဖြစ်စေအသင်းဘက်ကအဲ့ဒီနီးပြတွေနဲ့ပတ်သက်လို့စုံဖြတ်ချက်နော်ကျွန်တော်တို့အကြီးတွေမှားထားတာကိုကျွန်တော်တို့မြင်ဖို့လိုတယ်ဆိုတော့နောက်လာမယ့်နီးပြနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ကဘာမှတော့ပြောမရသေးပြီမဲ့ Ineos ရဲ့ဥဆောင်မှုတွေဟာတန်တရားရှိတရားတွေဖြစ်နေပြီဖြစ်တဲ့အတွက်ပေါ့နော်နောက်ခက်မဲ့နီးပြတွေတော့အဆင်ပြေပါစေလို့ကျွန်တော်မျှော်လင့်အောင်ကလွှဲရင်ဘာတွေဆက်ဖြစ်မလဲဆိုတာပဲစောင့်ကြည့်ကြရအောင်မယ်ဒီကတို့ရောဘလို့မြင်ကြလဲ Carlo Ancelotti Thomas Tuchel နဲ့လက်ရှိ Mauricio Pochettino 3ယောက်ထဲကတယောက်ကိုရွေးချယ်ခွင့်ရှိမယ်ဆိုရင်ဒီကတို့အသင်းနဲ့ကိုက်ညီတာဘယ်သူဖြစ်မယ်လို့ထင်ကြလဲဆွေးနွေးကြပါဦးချီချူပါပေးတဲ့ညီကိုများလုံးကိုချီးသီးများတင်ပါတယ် channel လေးကို subscribe လုပ်နေရတဲ့ဘူးဆိုလို့ချင်းနေပြီးတော့တောင်းဆိုပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးပါ